လုံးမဲမင်္ဂလာပါခင်ဗျာကိုမကန်တုပညာကားစီစံနာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပြသပေးမယ့်ကားလေးတွေကတော့မိတ်ဆွေတို့အနေနဲ့0ကီလို brand new ကိုမှဝယ်ယူသူမိပေါက်နောက်ဆုံးနံပါတ်နဲ့ဝယ်ယူရရှိနိုင်မဲ့တောင်ဖတ် mix ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပြသပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကားလေးတွေကဆိုတော့2025 model ဖြစ်ပြီးတော့ engine power 1500အောင်မှာကျွန်တော်တာဘိုနဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ကျွန်တော်ကားလေးတွေရုပ်ထွက်ပိုင်းလေးတွေကိုကျွန်တော်ရင်ပြသပေးမယ်ဗျဒါလေးတွေကတော့တောင်ဖတ် mix ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်0ကီလို brand new ဝယ်ယူသူမိပေါက်ကိုမှနောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်အခုနောက်ဆုံးနံပါတ်ဆိုရင်ရောက်ရှိနံပါတ် T နံပါတ်လေးနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရှိမဆိုရင်14နှိုးရပြီဆိုတာနဲ့ daytime running light လေးတွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီကားလေးတွေရာဆိုတော့ကျွန်တော်အရှိမ radar လေးတွေပါပါဝင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျကျွန်တော်ကားလေးကိုတပတ်လိုက်လာအရင်ပြသရမယ်ဗျကျွန်တော်နောက်ဖင်မှာဆိုလဲသူ့ရဲ့မီဒန်းလေးတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်လူငယ်ဆန်ဆန်စီးကျင်နေဆိုရင်ကားချစ်သူမိတ်ဆွေများအတွက်ကလည်းတော်တော်လေးကိုအဆင်ပြေတဲ့ကားအမျိုးအစားလေးပဲဖြစ်ပါတယ်ခင်ဗျာအတွင်းကန်းထဲမှာဆိုရင်ကျွန်တော်အပေါ်မှာ panoramic sunroof လေးပါဝင်သွားမယ်ဗျကျွန်တော်ထိုင်ဝမ်မော်တာကနှလုံးဗျနော်ကျွန်တော် passenger ဘက်မှာလည်းပါမယ် driver ဘက်မှာလည်းပါဝင်သွားမယ်ဆိုဒါကတော့သူ့ရဲ့ push start ခလုတ်လေးပဲဖြစ်ပါတယ် push start ခလုတ်လေးကျွန်တော် CRI မှာဆိုရင် CRI volume control တွေပါဝင်သွားမယ်ဗျပြီးတော့လည်းကျွန်တော်တို့ voice command လေးပါအသုံးပြုလို့ရသေးတယ်နော် cruise control တွေလည်းပါဝင်တဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ဟုတ်ဗျဒါလေးကတော့သူ့ရဲ့ radar share လေးပေါ့နော်ဒီ radar လေးอ่ะဆိုတော့ကျွန်တော်တို့ဒီရှေ့တက်မှာလူရက်နေတယ်ဆိုရင်လည်းသူ့ရဲ့အကွာအဝေးမှာလူပုံလေးပေါ်လာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့သူ့ရဲ့ဘေးမှာကျွန်တော်တို့တောင်ဖတ်မိတ်နောက်တစ်စီးရက်ထားလို့ပေါ့နော်ကျွန်တော်ဘေးမှာကားပုံလေးပါလာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်0ကီလို brand new နဲ့ဝယ်ယူရရှိနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်ကျွန်တော် gear position အနေနဲ့ကလည်း auto gear ကျွန်တော် auto gear မှာ electronic gear electronic parking brake တွေပါဝင်သွားမယ် auto hold system တွေပါဝင်သွားမယ်ဗျကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်း wireless charging ပါမယ်ကျွန်တော်ဒီအောက်မှာဆိုရင်သူ့ရဲ့အပိုပစ္စည်းလေးပါလေးထပ်တင်လာလို့ရသေးတယ်ပြီးတော့လည်း12 volt ခေါင်းလေးပါဝင်သွားမှာပဲဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ TV screen ပေါ့နော် TV screen ဆိုတော့ကျွန်တော်ဒီကားတစ်ခုလုံးရဲ့ control တစ်ခုလုံးကိုဒီ TV screen ကနေပဲအကုန်လုံးကိုအသုံးပြုလို့ရမယ်ကျွန်တော်ပြီးတော့လည်း driving mode အနေနဲ့က normal နဲ့ sport ဆိုပြီးတော့နှစ်မျိုးပါဝင်သွားမယ်ဗျဒီမှာတော့ပြီးတော့ရင်ဒီ TV မှာနောက်ဖုံး ticket တွေပါဝင်သွားမယ် auto hold ဆိုတဲ့ system တွေပါဝင်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော် down fan base ကားလေးရဲ့နောက်ခန်းလေးကျွန်တော်နောက်ခန်းမှာဆိုရင် heron နဲ့ leron တွေပါကျွန်တော်ကျင်မယ်ပြီးတော့ရင်လည်းဒူကောင်းအဲကုန်းလေးပါဝင်သွားမယ်ဗျကျွန်တော်ဒူကောင်းအဲကုန်းလေးမှာဆိုလေကျွန်တော်မိတ်ဆွေတို့အနေနဲ့တိုက်စီကောင်းပါမယ်ပြီးတော့ရင်ကျွန်တော် USB ကောင်းလေးပါဝင်သွားမှာဖြစ်ပါတယ်ကျွန်တော် umbrella လေးပါဝင်သွားမယ်ဗျတောက်တတာနဲ့စီးနှင်းလို့ရနိုင်မယ်ကားမျိုးစားလေးပဲဖြစ်ပါတယ်ထိုင်ကုန်အနေနဲ့ကလည်း all leather စီတွေကိုအသုံးပြုပေးတာဗျနောက်ခန်းမှာဆိုရင်ကျွန်တော်တော်တော်လေးကိုကျယ်တယ် let's get အနေနဲ့3လုံးလောက်ထိပါထည့်ထားလို့ရတယ်ဗျဒါကတော့ကျွန်တော်တောင်ဖန် base ကားလေးရဲ့ကားတော့ပေါ့နော်ကျွန်တော်တို့လောဖွင့်တဲ့ခလုတ်ပါမယ်လောပိတ်တဲ့ခလုတ်ပါမယ်ကျွန်တော်တို့ remove ကနေမှတစ်ဆင့်စနူးလို့ပါရအောင်မယ်ဗျပြီးတော့ရင်လည်းကျွန်တော်တို့နောက်ဖုံးဖွင့်တဲ့ခလုတ်လေးပါဝင်သွားမှာပဲဖြစ်ပါတယ်ဒီကားလေးမှာဘာတွေထူးခြားချက်ပါဝင်သွားမလဲဆိုရင်ကျွန်တော်တို့နောက်ထပ်ပေါ့နော်ဒီကျွန်တော်တို့ signal မီလေးပြလိုက်ပြီဆိုတာနဲ့360ကင်မရာလေးရပါအလုပ်လုပ်မယ်မိတ်ဆွေတို့အနေနဲ့ဘယ်ဘက်ကိုပြရင်ကျွန်တော်ကင်မရာလေးကဘယ်ဘက်ကိုရှိမယ်ဗျပြီးတော့လည်းညာဘက်ကို signal မီလေးကပြလိုက်ရင်ကျွန်တော်ညာဘက်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်လုံးဝ360ကင်မရာပါစိတ်ကြိုက်လုံးဝအသုံးပြုလို့ရတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်အခုပြသပေးခဲ့တဲ့တောင်ဖန်မေးဆိုတဲ့ကားလေးတွေကိုမိတ်ဆွေတို့အနေနဲ့စိုင်းနဲ့တက်လို့လာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုမကနုပညာကားစစ်စင်တာမှာမျက်မြင်ကြည့်ရှုလာရောက်စစ်ဆေးပြီးတော့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ